အားလုံးပဲမင်္ဂလာပါဦးရဲ့ကာယံဝေးရပါရှင်ဒီနေ့ရဲ့3စီးမြောက်မင်္ဂလာလေးဖြစ်ပါတယ်ဒါကတော့ညနေပိုင်းလေးတစ်ဖြတ်ပေါ့နော်ဆိုတော့ဒီအကိုရီကတော့ညီမတို့စီမှာ Suzuki 2005 manual လေးကိုအရေးကြနဲ့ဝယ်ယူအားပေးသွားတာဖြစ်ပါတယ်ရှင်အခုကတော့ဒါညီမတို့စီယန်စာကျုပ်လေးချုပ်နေတာပေါ့နော်ဆိုတော့အရေးကြဝယ်ချင်ပါတယ်ဆိုတော့မိတ်ဆွေတွေအနေနဲ့ညီမတို့စီမှာအရေးကြရပါတယ်နော်အလိုအပ်ချက်အသေးစိတ်လေးတွေကတော့ညီမတို့ရုံးခန်းလေးမှာပြပြပေးပါတယ်ရှင်ဆိုတော့ကားတက်မိုးရဲ့တဝက်ကိုတော့အနည်းဆုံးသွင်းရပါတယ်ရှင်နော်ပြီးလို့ရှိရင်ကိုကတစ်နှစ်ယူမယ်နှစ်နှစ်ယူမယ်ကိုကြိုက်တယ်လို့ရွေးချယ်ပြီးတော့မှယူလို့ရပါတယ်လိုအပ်တဲ့စာရွက်စာတမ်းလေးတွေပေါ့နော်ပိုင်ဆိုင်မှုလေးတွေဒါအသေးစိတ်လေးတွေကိုပြပြပေးရတာဖြစ်တဲ့အတွက်ကြောင့်မလို့ညီမတို့ရဲ့ရုံးခန်းလေးမှာလာပြီးတော့အသေးစိတ်လေးစုံစမ်းမေးမြန်းပေးဖို့မြစ်တာရက်ခံပါတယ်ရှင်ကိုကပေါ့နော်အတိုးတွေလာစဉ်သွင်းပြီးတော့မှအရေးကြမဝယ်ချင်မှုဆိုလို့ရှိရင်လည်းညီမတို့စီမှာငွေချံ process လေးနဲ့ဝယ်လို့ရအောင်မှာပဲဖြစ်ပါတယ်ငွေချံကတော့ကိုကပေါ့နော်ကောက်ဝယ်ဖို့အတွက်ဥရဲ့ရေး350လောက်တော့လိုနေတယ်330လောက်တော့လိုနေတယ်ကျွန်တော်ငွေချံလေးနဲ့ထားချင်ပါတယ်ဆိုရင်မိတ်ဆွေတွေအတွက်တော့ညီမတို့စီမှာငွေချံ process လေးနဲ့လည်းဝယ်ယူအပေးလို့ရမှာပဲဖြစ်ပါတယ်ရှင်အခုဝယ်ယူအားပေးသွားတဲ့ကားလေးကတော့ Suzuki 2005 manual ကားလေးကိုအရေးကြစနစ်နဲ့ဝယ်ယူအားပေးသွားတာပဲဖြစ်ပါတယ်။ကားလေးကိုဝယ်ယူအားပေးသွားတဲ့အတွက်ကျေးဇူးတင်ပါတယ်။အခုဒီကားလေးကအခုရဲ့ပေါ့နော်စီးပွားရေးတွေကိုအခုတက်မကတိုးတက်အောင်လှုပ်ဆောင်နိုင်ပြီးတော့မှဝင်ငွေလမ်းကြောင်းကိုနှစ်ဆတိုးတက်အောင်လုပ်ပေးနိုင်တဲ့ကားလေးဖြစ်ပါစေလို့ညီမတို့ဦးရဲ့ကားရန်ဝယ်ကြီးကဆုတောင်းပေးပါတယ်။နောက်ထပ်ကြံဦးမဲ့ကားလေးကတော့ Mazda ကားလေးရဲ့ Mitsubishi Delivery Auto လေးရဲ့ကြံပါဦးမယ်ရှင်။နော်ကားလေးတွေလာကြည့်ကြပါရဆိုရင်မိတ်ဆွေတွေပေါ့နော်အရေးကြဝယ်ခြင်းနဲ့မိတ်ဆွေတွေငွေချံ process လေးနဲ့ဝယ်ခြင်းပါရဆိုရင်မိတ်ဆွေတွေအနေနဲ့ညီမတို့စီမှာကားလေး2စီးကြံပါအောင်မယ်ရှင်အရင်က6စီးတင်ထားတဲ့အထဲကမှအခု2စီးပဲကြံနေရတယ်ပေါ့နော်ဆိုတော့ကားလေးတွေဝယ်ယူအားပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ဒီ Mazda လေးကလည်း300အောက်ပဲခေါ်ထားတဲ့ကားလေးဖြစ်ပါတယ်เนาะဆိုတော့အရေးကြဝယ်ချင်တာလားငွေစင်ဝယ်ချင်တာလားအလဲချက်ဝယ်ချင်တာလားကြိုက်တယ်လို့ဝယ်ယူအားပေးလို့ရမှာပဲဖြစ်ပါတယ်ရှင်ဆိုတော့ကားလေးတွေလာကြည့်မယ်ဆိုလို့ရှိရင်เนาะရန်ကုန်မြောက်တကုံ34ရပ်ကွက်အုတ်ချိုရီမူယောနီးမှာကားလေးတွေလာကြည့်လို့ရပါတယ်ရှင်ဖုန်းနံပါတ်လေးကတော့3991119655လေးဦးရဲပါရှင်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့တယောက်ချင်းတောင်ကျေးဇူးတင်ပါတယ်အားလုံးပဲတတ်တာပါ